ပစိဖိတ်သမုဒ္ဒရာအလယ်မှာရဟတ်ယာဉ်တစ်စင်းနဲ့ကေဆာအဖွဲ့ဝင်တွေပါတဲ့မော်တော်ဘုတ်၃စီးဟာမတော်တဆမှုဖြစ်ပွားရာနေရာကိုချင်းခတ်လာခဲ့ပါတယ်။ NASA အာကာသယာဉ်ငယ်တစ်ခုမတော်တဆဖြစ်ပြီးအာကာသယာဉ်မှူး Sam ကိုကယ်တင်ရမှာဖြစ်ပါတယ်။သူတို့ဟာ Sam ကိုလှေပေါ်တင်ပြီးဆေးရုံကိုအမြန်ဆုံးခေါ်ဆောင်သွားကြတယ်။ဆေးရုံမှာ Sam နိုးလာခြင်းနဲ့ထူဆန်းမှုများအချိန်နဲ့ငယ်ကြပြီးနောက် Sam နိုးလာခြင်းမှာတော့အလွန်မူးဝင်နေပါတယ်။အခန်းပတ်လည်ကိုကြည့်လိုက်တဲ့အခါဘန်းတစ်ခုပေါ်မှာဘောပိန်တစ်ချောင်းလေထဲမှာပြန်ဝဲနေတာကိုမြင်လိုက်ရတဲ့အတွက်ထိတ်လန့်သွားပါတယ်။သူမကလှမ်းယူဝှလို့လိုက်ခြင်းမှာတဲ့အခန်းထဲဝင်လာတဲ့လူတွေကြောင့်အာယုံပြောင်းသွားတယ်။နောက်တစ်ချိန်ကြည့်လိုက်တော့ဘောပင်နာဘန်းပေါ်မှာပြန်ရောက်နေပြီ။ထို့နောက် Sam အန်လိုက်တဲ့အခါဆရာဝန်တွေကပုံမှန်သားပဲလို့ပြောတယ်။သူမရဲ့စိတ်ကြမ်းမာရေးကိုစစ်ဆေးဖို့မိခွန်းအကျုပ်မင်းမြန်းတဲ့အခါ Sam ကဘောပင်အကြောင်းပြောပြလိုက်တယ်။ဆရာဝန်တွေကဆွဲရင်အားဆန့်ကျင်တဲ့မြင်ရောက်မှု anti-gravity hallucinations တွေဟာလည်းပုံမှန်သားပဲလို့ရှင်းပြပါတယ်။ Sam ရဲ့လက်ကရောင်နေပေမဲ့မကျိုးဘူး။ဒါကြောင့်စဉ်သက်ချိန်မှာလက်ရိုက်မိတာဖြစ်နိုင်တယ်လို့ယူဆတယ်။ဆရာဝန်တွေကဘာဖြစ်ခဲ့လဲသိချင်လာကြောင်းသူမရဲ့ဇလန်းကိုပြောပြလိုက်တယ်။ Sam ဟာ mission ထိန်းချုပ်ရေးဌာနကလမ်းညွှန်ချက် coordinates တွေကိုရရှိခဲ့ပြီးအရာအားလုံးအဆင်ပြေနေတဲ့ထင်ရပေမဲ့တခုခုနဲ့တိုက်မိလိုက်တယ်လို့သူမကထင်နေတယ်။ Sam ဟာလေထဲလွတ်ကြချိန်မှာတတိလစ်သွားတယ်လို့ယုံကြည်ပေမဲ့အဲ့ဒီအပေါ်မှာတော့တေချာမှုမရှိဘူး။ဆရာဝန်တွေကအာကာသယာဉ်ငယ်ကိုတခုခုကတော့ဖောက်ထွင်းဝင်ရောက်ပြီးသူမရဲ့ဟိုထုံးကိုကွဲ့သွားစေခဲ့တယ်လို့ပြောတယ်။ဘာလဲဆိုတာကိုသူတို့မသိပေမဲ့ဥက္ကခဲအပိုင်းအစများဖြစ်မယ်လို့ယူဆထားတယ်။အဖြေရှာဖို့အတွက်သူမရဲ့အာကာသဝစ်စွန်ဖော်ကအမှုအမွှားတွေကိုစစ်ဆေးနေကြတယ်။နောက်ပိုင်းမှာ Sam ကိုသူမရဲ့ခင်မင်းတီ Mark နဲ့သူမီလေး Easy တို့လာရောက်တွေ့ဆုံကြပြီးမဲ့သူမဟာတီးတန့်ခွေရှာထားဆဲတယ်လို့မှန်နိုင်ရန်သူကိုချပြီးမှသာစကားပြောနိုင်တယ်။သူမရဲ့ဖခင်ဝီလီယံလဲလာတွေ့ပြီးသူမပြန်လည်ဝင်ရောက်ချိန်မှာအယုံခံမိရဲ့လေးဝါဆန်းဆန်းသောလိုင်းနှုံများကိုဖော်ပြဖို့အတွက် NASA ရဲ့ Pentagon ပူးပေါင်းပြီးစစ်ဆေးတော်မှာထိချောင်းအတီးပေးပါတယ်။သတင်းတောက်တွေအညောင်းအချက်မပေးရအောင်အနားယူနိုင်ဖို့အတွက်အစိုးရအိမ်တယုံကိုသူမအတွက်သတ်မှတ်ပေးထားတယ်။ဆရာဝန်တို့ကနောက်ထပ်စစ်ဆေးမှုတွေလုပ်ဖို့အတွက် Sam ကိုခေါ်သွားတဲ့အခါ Easy ရဲ့လက်ကိုမှန်နိုင်ရန်ပေါ်ကထိတွေ့ပြီးမကြခင်ပြန်တွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ Sam ပြောင်းရွှေ့ရတဲ့အချိန်မှာတော့ sound check ကားအစီးလိုက်ကသူမကိုလူသူကင်းမဲ့ရနေရကအိမ်ကိုခေါ်သွားတယ်။ဒေါက်တာမီရှယ်ကအိမ်ကိုပတ်ပြတဲ့ရင်းအစိုးရက1950ပြည်သူနှစ်တုန်းကလက်နက်စမ်းသပ်ဖို့ဒီမြေကိုဝယ်ခဲ့ပြီးအခုနောက်တမန်များအတွက်ရဲကေဟာပြီးအသုံးပြုနေကြောင်းရှင်းပြတယ်။အာကာသကိုမလွှမ်းရအောင်အပြင်မှာ telescope အဝေးကြည့်မြန်နှုန်းတစ်ခုလည်းရှိပါတယ်။ Sam ကအဲ့ဒီကိုထုံးဖို့ကျူးစားတဲ့အခါနာကျင်စေအတန်ကြီးတစ်ခုကိုကြားပြီးမူးဝယ်လာပြီးထုံးဆန်းတဲ့အမတ်ယုံမြင်စီများမြင်လာတယ်။မီရှယ်ကဒါအထိများကြောင်းပြောပြီးအဲ့ဒီဆူညံကြားသွားတဲ့အထိနှိမ့်သိမ့်ပေးခဲ့ပါတယ်။မီရှယ်ကနှာခေါင်းစည်းရုပ်ဒီမြင်ရောက်မှုဒီလိုယောဂလက္ခဏာမျိုးစုံကိုခံစားရနိုင်ကြောင်းတတိပေးလိုက်တယ်။နလမှာစစ်ဆေးမှုရှိတဲ့အတွက်အလုပ်ပြန်ဝင်ခြင်းနေဆိုရင်ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့အာယုံစိုက်ဖို့လိုအပ်တယ်လို့ပြောလိုက်တယ်။ဆရာဝန်တွေကနေ့တိုင်းမနေ့တိုင်းလာရောက်စစ်ဆေးပေးမှဖြစ်ပါတယ်။အဖွဲ့ထပ်သွားပြီးနောက်ဆမ်ဟာခေါင်းကိုက်တာကြောင့်အပူချိန်တိုင်းပေမဲ့ဖျားခြင်းမရှိဘူး။လက်ကိုစစ်ဆေးဖို့ပတိဖီလိုက်တော့ကြောက်စရာကောင်းတဲ့အညွန့်အမဲဆွဲခြင်းကိုသတိထားမိတယ်။ထို့နောက်ပစ္စည်းတွေထုနေရင်နှာခေါင်းသွေးယိုလာလို့ရက်လိုက်ရတယ်။မိဖို့ကြောင့်မှအဝတ်သွားယူစဉ်သူမရဲ့အခြေဆုံးတငယ်ချင်းဗေးစီကနေဗီဒီယိုခေါ်ဆိုမှုရောက်လာတယ်။စကားပြောနေရင်ဆမ်မာရုတ်တရက်ရက်တန့်သွားပြီးနောက်ဖေးကိုစကန်အတော်ကြာစိုက်ကြည့်နေတယ်။ဖေးကသူမနာမည်ကိုထက်ခါတလဲလဲခေါ်မတတိပြောင်းဝင်လာပြီးတခုခုမြင်လိုက်တယ်ထင်မိကြောင်တောင်းပန်တယ်။သူမအခြားအခန်းကိုပြောင်းရွှေ့သွားပြီးနောက်အပြင်ဘက်အရေးထဲမှာတခုခုကြွေလာတော့တယ်။ဖေးကသူမရဲ့လက္ခဏာတွေကိုရှော့ပြောဖို့အကြံပေးပြီးမှအလုပ်ပြောင်းဝင်နိုင်မယ်လို့ပြောတယ်။ဗီဒီယိုခေါ်ဆိုမှုပြီးတဲ့အခါအိမ်ထဲကမီးတွေမိတုဖြစ်လာပြီးအခြားအခန်းတစ်ခုကနေအတိုင်ကျဲကြီးကြားရတယ်။ဆမ်တော်စစ်ဆေးတဲ့အခါဂျမင်ပေါ်မှာရွှွတ်နဲ့မိုးယူပြီးဖုံးနေတာကိုတွေ့ရတယ်။ကလာထိုင်ကလုံးကလည်းလဲကျနေပြီးနောက်ဖေးတကားကပွင့်နေတယ်။ဆမ်အပြင်ထွက်ပြီးတယ်လီစကုပ်ကိုကြည့်တယ်။တစ်တော့ကိုကြည့်လိုက်တဲ့အခါအရိပ်ထဲမှာလှူရှားနေတာကိုတွေ့လိုက်ပေမဲ့ချက်ချင်းပျောက်ကွယ်သွားတယ်။အတိတ်ကအဖြစ်အပျက်ပြန်ပေါ်လာတာကြောင့်တစ်တော့လေးကိုဝင်သွားပြီးလှူရှားနေတာကိုမြင်လိုက်ရတဲ့နေရာကိုကြောက်ခဲနဲ့ပစ်လိုက်တယ်။အဲဒီအချိန်မှာလူဝက်စမ်းကြတဲ့တရဘာဟာအင်ကောင်းမှုပေါ်ရောက်နေပြီဆိုတာကိုသူမှမသိလိုက်ဘူး။ရုတ်တရက်ဆူညံတန်ကိုပြန်ချပြီးအလင်းရောင်တွေနဲ့လူတွေမောင်မိုက်ကမတော်တဆအဖြစ်နေရမှာလမ်းလျှောက်နေတဲ့မြင်ကွင်းတွေကိုမြင်လာရတယ်။နောက်တစ်နေ့မနေ့ဆမ်နိုးလာတဲ့အခါပတိမပါတော့ဘူးဆိုတာသတိပြုမိတယ်။အညိုမဲဆွဲခြင်းကလည်းပိုပြနေသည်။မနက်စာပြင်ဆင်နေတော့မိဖို့ခုံပေါ်မှာကြက်ဥတလုံးပြန်ဝဲနေလောက်ကိုမြင်လိုက်တဲ့အတွက်အံ့အားသင့်သွားတယ်။သူမကလက်နဲ့တုပ်လိုက်တော့လေထဲမှာရိမ့်ထိုးနေတယ်။သူမဖမ်းလိုက်ပြီးပြန်လွတ်လိုက်တော့ဆက်လက်ပြန်ဝဲနေတယ်။ဒါပေမဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ရောက်တဲ့အချိန်မှာတော့ကြက်ဥကပြုတ်ကျပြီးမိဖို့ခုံပေါ်မှာကွဲသွားတယ်။ဆမ်ဟာဒီနေ့လုံးစမ်းသက်စစ်ဆေးမှုများစွာကိုခံယူခဲ့ရတယ်။လေ့ကျင့်ခန်းလုပ်နေစဉ်ချက်တောင်ကရုတ်တရက်အနာကျင်မှုကိုခံစားရပြီးခြေစလုံးကျွမ်းတက်နာကျင်တာခရမ်ပါလို့ပြောတယ်။စမ်းသပ်မှုတွေပြီးတဲ့အခါဆမ်ဟာနာကျင်နေရာတွေမှာရေခဲကပ်ပြီးလဲကြောင်နေတယ်။မိချေကပြင်းထန်တဲ့အတွက်တောင်းပန်ပေမဲ့သူတို့စုဆောင်းနေတဲ့အချက်အလက်တွေဟာအာကာသအစီအစဉ်အတွက်အလုံးအသုံးဝင်တယ်လို့ကတိပေးတယ်။အခြားလက္ခဏာတွေရှိသေးတာလို့မြင်တဲ့အခါဆမ်ကဘာမှမချစ်ဘူးဟန်ဆောင်ပြီးပြောလိုက်တယ်။ဆေးဘက်ဆိုင်ရာအဖွဲ့ထပ်သွားပြီးနောက်ဆမ်ကမတ်ကိုဖုံးခေါ်ပြီးကျမ်းမာရေးကောင်းလာတဲ့မိသားစုခီထွက်ချင်တယ်လို့ပြောတယ်။သူတို့ကွာရှင်းပြဆေးသွားပြန်ရင်အစ်စီကသူတို့နှစ်ဦးကိုအတူတူမတွေ့စင်သင့်ဘူးလို့မက်ကယူဆတာကြောင့်အဲ့ဒီအကြံကိုသဘောမတူဘူး။ဆမ်ကသူတို့နှစ်ဟာအခုထိဖြစ်ရွှေ့နေစေလို့ပြောပေမဲ့မက်ကသူတို့ဆမ်ကိုဆုံးရှုံးလုံးနေရဖြော်လာတော့အချင်းတွေခက်ခံနေတယ်လို့ပြောတယ်။သူမလေ့ကျင့်ခန်းအတွက်လာညံမိဝေးခဲ့ပြီးအာကာသထဲရောက်ခဲ့တာ
အခွင့်အရေးရရင်နောက်ထပ် mission တစ်ခုထပ်လုပ်အောင်မယ်ဆိုတာသူသိတယ်လို့ပြောတယ်စိတ်ပြတ်ချင်နေတဲ့ Sam ကသူတို့ဟာသူမတို့အရေးကြီးကြောင်းနဲ့ Easy ကိုသူမမရခဲ့တဲ့မိသားစုဘဝမျိုးပေးခြင်းကြောင့်အစိတ်တိုက်ပြောတယ်သူတို့တွေခလီမရနိုင်တာကြောင့် Easy ကိုမွေးစားခဲ့တယ်ဆိုတာကိုထုတ်ပြောလိုက်တယ်ဒါပေမဲ့ Mac ကဒါဟာသူတို့မျှော်လင့်ထားတဲ့အတိုင်းအဆုံးမဖြစ်ခဲ့ဘူးလို့ထင်တယ် Easy ကအာကထားတဲ့ကလူတွေနဲ့မိသားစုပုံကိုဆွဲထားတာပြဖို့စကားဝိုင်းကိုဝင်ပြောတယ်နောက်ပိုင်းမှာဆမ်ဟာတက်တော်တဲ့လမ်းလျှောက်ဖို့ထပ်သွားပြီးငါးချင်းစီရဲ့စူညံတန်းကိုထပ်ချပြန်တယ်သူမခေါင်းကိုကိုက်ထားလိုက်ပြီးမိခိုးတွေဖုံးနေတဲ့နေရာမှာရှာဖွေရဲ့ plate ကိုမြင်လိုက်ရတဲ့မြင်ကွင်းတွေကသူမစိတ်ထဲဝင်လာတယ်အဲ့ဒီအတန်ရက်သွားတဲ့အခါကြည့်လိုက်တော့တလွဲ့ဒီအောက်ကကေဘယ်ကျိုးတစ်ခုကိုတွေ့လိုက်ရတဲ့အတွက်အံ့အားသင့်သွားတယ်ကေဘယ်ကျိုးကိုလိုက်သွားရင်မီးလုံးလေးပါတဲ့ကြောက်တုံးတုံးကိုတွေ့ရှိခဲ့တယ်မလိုက်တဲ့အခါကြောက်တုံးကအတုထစ်ပြီးအောက်မှာကင်မရာရှိနေကြောင်းသိချသွားတယ်ဆိုရင်စိတ်နဲ့ဆန်မှာနောက်ထပ်ကေဘယ်ကျိုးကိုလိုက်ရှာပြီးကင်မရာပါတဲ့ဒုတိယကြောက်တုံးအထုကိုတွေ့လိုက်ရတယ်ပြန်လှည့်ဖို့လုပ်စင်မှာတစ်ပင်မြင်မှာချော်လဲပြီးခေါင်းထိသွားတယ်ထို့နောက်ဆန်မှာဆိုးရတဲ့ခေါင်းကိုင်မှုနဲ့အတူအဲ့ရပေါ်မှာနိုးလာတယ်စပင်းကိုကိုင်လိုက်တော့သွေးတွေကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာအပြင်ဘက်ကတစုံတစ်ယောက်ကိုတတိထားမိပြီးအခန်းထဲဝင်လာတဲ့လူတစ်ယောက်ကြောင့်လန့်သွားတယ်သူကသူမကိုပြင်းထန်တဲ့တရားနဲ့အပြင်မှာတွေ့လို့ခေါ်လာတာပါလို့ပြောတယ်သူတို့ဘယ်သူလဲလို့စမ်းပေးတဲ့အခါဝီလီယံကလာရောက်တွေ့ဆုံခဲ့ကြောင်းသိလိုက်ရတယ်သူရောက်ရှင်မှာအင်ကလူမရှိတာကြောင့်ရှာဖွေအခွင့်ကိုခေါ်ခဲ့ရကြောင်းရှင်းပြပြီးအနားမယူတဲ့အတွက်ဆူပူတယ်ဆမ်ကကင်မရာလေးကြောင့်မေးတဲ့အခါဝီလီယံကအင်ရအသေးစိတ်အချက်လက်အားလုံးကို NASA ကိုမပြောပြခဲ့ကြောင်းဆမ်ဒီလာဝေးဝေးသွားမယ်လို့မထင်ခဲ့လို့ပါလို့ပြောလိုက်တယ်ထို့နောက်သူမကိုအောက်ထပ်ခေါ်သွားပြီးပရိဘိုကလည်းနောက်ခွဲမှာဖွာထားတဲ့လွတ်ဝတ်နေရာတစ်ခုကိုဖွင့်လိုက်တယ်ဒါဟာလုံခြုံစိတ်ချတဲ့အိမ် safe house စစ်ကြောင်းအတည်ပြုတယ်နောက်ထပ်လီကားချွတ်နဲ့ဆင်းသွားရင်ဝီလီယံကဒီအိမ်ကိုခရောက်ပုံကောင်းဖို့လိုအပ်တဲ့အရေးကြီးပုဂ္ဂိုလ်တွေအတွက်စောက်ထားတာလို့ဖွင့်ထားလိုက်တယ်နောက်ဆုံးကကားပွင့်သွားတဲ့အခါကျဲဝင်းတဲ့နေရာနဲ့အခန်းများစွာကိုတွေ့လိုက်ရတယ်နောက်ဖက်အခန်းကကိုပိုင်တက်ရရင်းမြင့်နဲ့လေပတ်နေတဲ့ဘဟု system ဖြစ်တဲ့ဝီလီယံကကွန်ပျူတာကိုဖွင့်ပြီးအိမ်ပတ်လည်မှာလုံခြုံရေးကင်မရာဒါဇင်နဲ့ချီရှိကြောင်းဆမ်ကိုပြသတယ်အရေးပေါ်အခြေအနေမှာအဆောက်အဦဟာလူသားတည်တဲ့အခက်ခဲဆုံး၃မျိုးထင်ဖြင့်အလွှာ၃လွှာကွေ့ပြီးသူ့အလိုပိတ်သွားမယ်ကာကွယ်ရေးစနစ်လည်းရှိပေမဲ့ဆမ်၃ဖို့လိုမှမဟုတ်ဘူးလို့ဝီလီယံကတန်တရားရှိတယ်သူတို့ထွက်သွားနောက်ဖန်သားတင်နေစတင်လုပ်ရင်သွားတယ်ထမှန်ထေပွားလာတော့လက္ခဏာတွေနဲ့ထိတ်လန့်စွာညကိုဖြတ်တန်းထားပြီးဝီလီယံထက်သွားပြီးနောက်ဆမ်မှာသူမရဲ့လက်အခြေအနေကိုစစ်ဆေးပြီးအညိုအမီးဆွဲတာကလက်အမောင်းအထိရောက်နေပြီဆိုတာကိုသတိထားမိတယ်တပ်ပုံရိုက်ပြီးစေးတောက်ပြီးဘဲလ်ကိုပို့လိုက်တယ်ဘဲလ်ကရေကိုက်ကလိုက်ရင်အဆင်ပြေသွားမယ်လို့ပြန်ဖြေတယ်ညဘက်မှာဆမ်ဟာအပြင်ဘက်ကရေပူစေးကန်မှာအနားယူနေစဉ်လေကတရာပြင်းပြင်းတိုက်ခတ်နေတယ်ရုတ်တရက်လေးတိုက်တာရပ်သွားပြီးတစ်တော်ထဲမှာထူးခြားတဲ့အတန်တွေကိုကြားလိုက်တယ်တစ်စက္ကန့်အခါမှာလေပြန်တိုက်ခတ်လာတယ်စိုးရိမ်နဲ့ဆမ်အသင်းပြန်ဝင်ပြီးမတ်ကိုဖုံးခေါ်ပေးမယ်အတန်မေရွဲဝင်သွားတယ်အဲ့ဒီအချိန်မှာမီးတွေမိတ်တုံမီးထိုးခဲ့လာတယ်ဒါကြောင့်ဆမ်မီလန်ကိုယူပြီးလာတံပုံကိုသွားကြည့်ပေမဲ့ထူးခြားတာဘာမှမတွေ့ဘူးသူမအသင်းပြန်ဝင်သွားပြီးမီးတွေပြတ်သွားတဲ့အခါလူရဲ့ဆန်သွားတတော်တစ်ခုတကောင်းမှပေါ်လာတယ်ဆမ်အဲ့ဒါကိုမြင်ပြီးမတ်မိဖို့10မိနစ်လောက်အချိန်ယူလိုက်ပြီးပြန်စစ်ဆေးတဲ့အခါတတော်ကပျောက်ကွယ်သွားပြီးထို့နောက်မီးတွေပြန်လာတော့ဆမ်တကားကိုဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်မီးလာနဲ့ပတ်ပတ်လက်ကြည့်ပေမဲ့ဒီတစ်ခါမှဘာမှမတွေ့ဘူးဆမ်အသင်းပြန်ဝင်ပြီးတကားပိတ်တဲ့အခါ alarm system အချက်ပြမဲ့စီစဉ်ကိုဖွင့်ထားဖို့တေချာလုပ်လိုက်တယ်အေးအောက်ကုန်းကိုသွားနေစဉ် AI ကချိုးဖောက်မှုထိကွားကြောင့်ရေရခြင်းညာပြီးလုံခြုံရေးပိတ်ချခြင်းကို lockdown ကိုစတင်လိုက်တယ်တက်တို့ပြတကားတွေနဲ့ပရင်းပေါက်ကိုပိတ်ဖို့ထောင်းလာပြီးဆမ်ကိုအသင်းမှာပိတ်မိသွားခဲ့တယ်သူမချက်ချင်းဖုန်းကိုကြိုးစားပေမဲ့ဖုန်းကလိုင်းမရှိဘူးဆူညံထန်ကသူမနာကိုထနာကျင်စေပြီးနောက်ကျောကနေအတန်တခုကြားလိုက်ရလို့လှည့်ကြည့်ပေမဲ့ဘာမှမရှိဘူးအနီးနားကအခန်းမှာဟင်းတန်ကြားရတာကြောင့်ထိုက်လက်နေတဲ့ဆမ်အောက်ထပ်ကိုဆင်းပြေးချိန်မှာပဲအဲ့ဒီတတဝါကသူမဘေးကနေပြေးသွားတယ်တတဝါကပိုနီလာလာကိုကြားတော့ဆမ်ဟာပါဝါခလုတ်တီစီအပြေးသွားပြီးခလုတ်အာလုံးကိုနှိပ်ပေမဲ့အချင်းကြီးပဲအပြင်ထပ်ပေါက်တီလည်းမပွင့်ဘူးအဲ့ဒီအချိန်မှာအခန်းတကားလက်ကင်ကစတင်လှုပ်ရှားလာပြီးဆမ်ကမီးအိမ်လက်ထိုးလိုက်တဲ့အခါရက်သွားတယ်ခဏတုံးဆုပ်ပြီးတော့တကားဖွင့်ပြီးစစ်ဆေးဖို့ထပ်သွားတယ်မကြခင်မီးတွေမိတုံထိဖြစ်သွားပြီးပဒင်းပေါင်နာကအပင်တပင်လှုပ်ခါသွားလို့ဆန်လန့်ပြီးမီးအိမ်ကိုပြုတ်ကျသွားတယ်သူမကချက်ချင်းကောက်ယူပြီးအပင်ကိုကြည့်လိုက်တဲ့အခါထူးဆန်းတဲ့လက်ဖက်ကမှန်ကိုရုတ်တရက်လာထိတဲ့အတွက်အော်ဟစ်လိုက်တယ်ဆမ်အောက်ထပ်ကိုပြေးဆင်းပြီးလျှို့ဝှက်ကွင်းပေါက်ကိုဖွင့်လိုက်ကလုံခြုံရေးကင်မရာတွေစီရောက်ဖို့အတွက်ဘန်ကာနေရာထဲအလင်းစလိုဝင်သွားတယ်အဆောက်ပိုင်းမှာဖန်သားဖြင့်တွေလုံးမလုထင်ရပေမဲ့နောက်ဆုံးမှာမှန်ကန်ကခလုတ်ကိုတွေ့ပြီးဖွင့်လိုက်တယ်ဆမ်ကအိမ်ဖက်လယ်ကိုကြည့်လိုက်တော့ကြောက်စရာကောက်တဲ့တတဝါဟာမျက်ခင်းပင်ပေါ်မှာဂုံဂုံကွက်ကွက်ရှိနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့မီးရောင်မိတ်တုံဖြစ်သွားတဲ့အခါပျောက်သွားတယ်ရုတ်တရက်ဆမ်ဟာဖုံးမီတန်းကြောင့်နှိုးပြီးကွန်ပျူတာဆွဲမှာအိပ်ပျော်သွားတာကိုသတိပြုမိတယ်အပေါ်ထက်ကိုအပြေးသွားတဲ့အခါဝီလီယံကိုသူ့အဖွဲအတူတွေ့လိုက်တယ်ဒါကြောင့်ဂျန်နရေတာမှာတစ်ခုခုမှားနေကြောင်းပြောပြတယ်ဝီလီယံကမီးပြတ်တောက်မှုအချို့ကိုသူတို့သိရှိခဲ့ကြောင်းအတည်ပြုပြီးလူတွေကိုအလောက်ဆခိုင်းတယ်တခုခုအိမ်ထဲဝင်လာကြောင်းဆမ်ကပြောတဲ့အခါဝီလီယံကလုံခြုံရေးဗီဒီယိုတွေကိုစစ်ဆေးပေးမယ်လို့ကတိပေးတယ်ထို့နောက်စစ်ဆေးများစတင်တယ်မီရှယ်ကအညိုနမန်ဆွဲတာကိုကြည့်ပြီးပုံမှန်မဖြစ်ကြောင်းဝန်ခံပြီးတတ်မှန်ရိုက်ဖို့ချင်းဆိုပေးမယ်လို့ပြောတယ်အချိန်နဲ့ကြာပြီးနောက် Matt and Izzy တို့ဆမ်ကိုလာတွေ့ကြတယ်ဝီလီယံကသူ့မြင်းမြေလေးနဲ့အချိန်ဖြုံးနေစဉ် Matt နဲ့ဆမ်တို့ဟာတီးတန့်စကားပြောဖို့တကော့သေးကိုထွက်သွားကြတယ်ဆမ်ကဒီကဘာပေါ်မဟုတ်တဲ့တက်တော်ကိုမြင်ခဲ့ရကြောင်းပြောပြတယ်သူမရဲ့ mission ဟာအာကတာထဲမှာလင်းကအချက်လက်တွေထုတ်လွှင့်နေတာကြောင့်ဂျိုဟန်တကုန်းကိုပါလာခဲ့လားလို့တွေးတောင်းနေတယ်မက်အဖေမပိတ်ခင် Izzy ကဝင်ရောက်နှောင့်ယှက်လိုက်တယ်ထို့နောက်ဝီလီယံနဲ့ဆမ်တို့လုံခြုံရေးကင်မရာတွေကိုစစ်ဆေးကြတယ်ဆမ်ကတက်တော်ကိုမြင်တဲ့အခါဖန်သားပင်ဒီလုတ်ရင်းသွားပြီးမြက်ခင်းပင်ပေါ်မှာပါတက်တော်မှမရှိဘူးဝီလီယံကစိတ်ဖိစီးကြောင့်သူမအမြင်မှနေတယ်လို့ထင်ပြီးအနားယူဖို့တတိပေးတယ်ဝီလီယံအပေါ်ထက်တက်သွားပြီးနောက်ဆမ်ကကွန်ပျူတာကိုအိမ်စကန်ဖတ်လိုက်တော့သူမမိသားစုညဝီလီယံနဲ့အဖွဲနဲ့ကိုက်နေတဲ့လူ9ယောက်ကိုတွေ့ရှိသွားတယ်။ Izzy နဲ့သူမမိဘတွေဟာတစ်တော်တဲ့လန့်လျှောက်သွားကြပြီး Matt ကအခုမှအနှဲငယ်ချစ်ခင်မှုကိုပြတာတယ်။ရုတ်တရက်သူတို့ထူးဆန်းတဲ့အတန်တစ်ခုကြားပြီး Izzy ပြောင်းနေကြောင်းတတိပြုမိတယ်
စိတ်အားထက်တန်တဲ့ရှာဖွေနေစမယ်အစ်စီကသူတို့ရဲ့နောက်ဘက်ကနေပိုးတီအကောင်ကိုလက်ထဲမှာကင်ပြီးပေါ်လာတဲ့အတွက်လန်သွားကြတယ်တစ်တော်တွေကပိုးကောင်အလုံးစူညံစွာအော်ဟစ်လာပြီးတကောင်ကတစ်ပင်ကိုဝင်တိုက်တဲ့အတွက်မိသားစုထိတ်လန့်ပြီးထွက်ပြေးကြတယ်သူတို့ပြေးလွှားနေစဉ်အတန်တွေပိုကျဲလာတယ်ပိုးကောင်ထောင်မြန်းစွာတစ်တော်ထဲကနေစတင်ပြန်တန်းထွက်လာတယ်မိသားစုဟာအိမ်ထဲမှာဖုံးလိုက်ပေါ်ပြေးသွားပြီးပဒင်းပေါက်တွေကိုပိတ်ဆို့တည်တည်ပိုးကောင်တွေလာနာနေတာကိုကြောက်လန့်စွာကြီးနေရတယ်ခဏအကြာမှာပိုးကောင်တွေပျောက်သွားပြီးမှန်တွေကအန်အောစရာကောင်းလောက်အောင်ဆေးကန်နေတယ်ဇွဲတင်ွယ်ကြီးတိုက်တော့ပိုးကောင်အလုံးပဒင်းပေါက်ပြင်မှာတေဆုံးနေကြောင်းကိုတွေ့ရတယ်တန်ရှင်းရဲဖွဲ့ရောက်ပြီးရှင်းလင်းပေးတဲ့အခါနာဆာအရာရှိတယောက်ကဒါဟာပတ်ဝန်းကျင်ဆိုင်ရာပတ်သနာထိမယ်လို့ theory ထုတ်တယ်ဆမ်ကသူမရဲ့အာကတာရင်ငယ်ကိုစမ်းတက်နေတဲ့စစ်ဆေးမှုတွေရဲ့အဖြေအသက်ရှိမရှိရှိလားလို့မေးတဲ့အခါဓာတ်ခွက်လန်တွေမှာအဖြေတွေမရသေးဘူးမက်က အစ်စီနဲ့သူထွက်သွားပြီးဒီညပြန်လာလဲပြီးမယ်လို့ကတိပေးတယ်ထို့နောက်ဆန်ဟာသူမခြေတော်တစ်မျိုးကြီးဖြစ်နေတယ်လို့ခံစားရပြီးဖနက်ချွတ်လိုက်တဲ့အခါခြေချောင်းကတွေးထွင်နေတာကိုတွေ့လိုက်ရတယ်ရေချိုးကန်းကိုအပြေးသွားပြီးခြေချောင်းကိုဆေးဖို့ခြေအိတ်ချွတ်လိုက်တယ်တေးသေးချာချာကြီးလိုက်တဲ့အခါဒန်ယာဟာခြေတော်အထိရောက်နေတာကိုတွေ့လိုက်ရတယ်သူမခြေချောင်းကိုထိလိုက်တဲ့အခါခြေသေးကကျွတ်သွားလို့သူမအော်ဟစ်လိုက်တယ်ခြေတော်ကိုပတ်တီစီးပြီးနောက်ဆန်ဟာပွင့်ပဲ့နေတဲ့လက်မောင်းကိုရေခဲကတ်လိုက်တယ်ထိုအခါမီးရီပြန်လဲမိတ်တုံဖြစ်လာလို့သူမကြောက်ရွံ့စွာနဲ့စပွဲတော်လုံးကိုနောက်ဖိတ်တကားကိုကလန်ခံထားလိုက်တယ်သူမဟာထူးဆန်းတဲ့ပိုးကောင်ဖြစ်ရတဲ့အတွက်အင်တာနက်မှာရှာဖွေပြီးဘူမိပန်လိုက်ဆိုင်ရာအနောက်ရှက်များ geomagnetic disturbance ကြောင့်ထင်နိုင်ကြောင်းသိလိုက်ရတယ်။အဲ့ဒီအရာတွေကိုတချို့လူတွေက UFO တွေ့ရှိမှုတွေနဲ့ပြန်ပေးဆွဲမှုတွေနဲ့ချိတ်ဆက်ထားတယ်။စောင်းပါတွေကဓာတ်ပုံတွေမှာတတ္တဝါတွေနဲ့သူမလိုအညိုအမဲဆွဲနေတဲ့လူတွေကိုတွေ့ရတယ်။သူမကြောပေါ်မှာတခုခုခန်းစားလို့ဆန်ရေချိုးကန်းနဲ့ပြေးဝင်ပြီးမှန်ကြည့်တဲ့အခါပွင့်ပဲ့တာတွေဟာပခုံးတာ shoulder blade အထိရောက်နေတာကိုတွေ့လိုက်ရတယ်။မီးတွေထပ်မိတုံမိတ်တုတ်ထစ်လာလို့ဆန်ဟာအချက်ပေးစနစ်ဖွင့်ဖို့ပြေးသွားပြီးအောက်ထပ်ကိုပြေးဆင်းသွားတယ်။အခြားအခန်းတွေမှာထူးဆန်းတဲ့အတန်တွေကြားနေပြီ။အဲ့ဒီချိန်မှာမက်ကလာနေပြီလို့ဖုံးဆက်အတီးပေးတဲ့အခါဆန်ကသူဟာကောင်းတဲ့မိခင်တယောက်ထိခဲ့ဘူးသလားလို့မေးလိုက်တဲ့အတွက်မက်ရှုသွေးသွားတယ်။မီးတွေဆက်လက်ကျွတ်ရွေးနေစမှာအိမ်ရဲ့အဒီအိုင်ကနောက်ထပ်ချိုးဖြောက်မှုနဲ့လုံခြုံရေးပိတ်ချခြင်းကိုကြေညာတယ်။အိမ်ထဲမှာတခုခုရှိနေကြောင်းဆန်ကမက်ကိုပြောလိုက်ပြီးနောက်အတန်တွေပိုနီးလာတာကိုကြားလိုက်ရတယ်။မကြာခင်မှာပဲဖုန်းထဲကမက်ရဲ့အတန်ဟာနားမလည်နိုင်တဲ့အတန်တွေဖြစ်သွားတယ်။ဆန်ဟာဘန်ကာကိုဆင်းဖို့လေဓာတ်ကိုတက်နေသူနောက်ကျောင်းမှာမခံမရနိုင်တဲ့နာကျင်မှုခံစားလိုက်ရလို့လဲကျသွားတယ်။ဆန်လေဓာတ်ဘောက်ကနေအတော်နာကျင်စွာလိမ့်ဆင်းသွားတယ်။သူမနောက်ကျောင်းကိုထိလိုက်တဲ့အခါလွတ်ရဆန်းဆန်းနဲ့ဂျယ်လီလိုအရာဝတ္ထုကိုတွေ့လိုက်ရတယ်။သူမရဲ့ဖုန်းကပြတ်သွားတာကိုသတိပြုမိနောက်ဆန်ဟာအပေါ်တက်မှာအတန်တွေကြားလာလို့ကွန်ပျူတာစီကိုပြေးသွားတယ်။ကင်မရာအားလုံးကိုစစ်ဆေးပေမဲ့ဘယ်သူမှမတွေ့ဘူး။ထို့နောက်အဆောက်အဦကိုစကန်ဖတ်လိုက်တဲ့အခါသူမအပြင်နောက်ထပ်လူတရားရှိနေကြောင်းကွန်ပျူတာကပြောတယ်။ဖန်စားတွေနဲ့ရုပ်ရင်းလာပြီးတတ်တော်တကောင်နောက်ဆုံးမှအိမ်ထဲမှာပေါ်လာတယ်။ဒါကြောင့်ထိတ်လန့်နေတဲ့ဆန်ကလောင်းတို့ကိုပိတ်ပစ်လိုက်တယ်။ကွန်ပျူတာကနောက်ထပ်စကန်ဖတ်မှုလုပ်လိုက်တဲ့အခါအပေါ်တက်မှာနောက်ထပ်လူ2ယောက်ရှိနေကြောင်းအတည်ပြုတယ်။ဆန်ခလုတ်တချို့ကိုနှိပ်လိုက်တဲ့အခါဇင်းကြောင်မှာအမိုးကနေမီးခိုးတွေထွက်လာတယ်။သူမကနောက်အခန်းကိုပြေးသွားတဲ့အခါမီးဖိုးကြောင်ကိုတွေ့လိုက်ရပေမဲ့အဲ့ဒီမှာလည်းအတန်တွေကြားနေရတယ်။ပစ္စည်းပရိကူနာတွေနောက်ခံမှာပုံနေစိမ့်ဆန်ဟာမီးဖိုးကြောင်ပေါ်မှာတတ္တဝါရဲ့အရက်ကိုမြင်ရပြီးကန်ကောင်းစွာနဲ့၎င်းကသူမောကိုမမင်ပဲလှည့်သွားတယ်။ဒါပေမဲ့တကားကိုခိုးထွက်ကြံကြိုးစားတဲ့အခါဒုတိယတတ္တဝါတကောင်ဝင်လာလို့သူမထပ်ပုံးလိုက်ရတယ်။ဒီတကောင်မှလှည့်သွားအောင်စောင့်ပြီးတကားကိုဖျက်ပြီးအလျင်မြန်ပြေးထွက်သွားတယ်။နောက်ပိုင်းမှာဆန်ဟာရေချိုးကန်းလက်တကူမှပုံပြီးတကားကိုပစ္စည်းပရိကူနာတွေနဲ့ပိတ်လိုက်တယ်။ရုတ်တရက်သူမရဲ့အညိုမဲဆွဲနေတဲ့လက်ကနာကျင်လာလို့ပတ်တီးကိုဖဲလိုက်တော့သူမရဲ့အရေးပေါ်မှာလွတ်ရဆန်းဆန်တဲ့အရာဝတ္ထုဖုံးနေတာကိုတွေ့လိုက်ရတယ်။တတ္တဝါတွေကတကားကိုထုနေတာကြောင့်သူတို့ဝင်လာခါနီးမှာနဲ့ဆန်ကရေချိုးကန်းနဲ့ပုံးလိုက်တယ်။လေဝင်တော့ကိုတတိပြုပြီးအဖုံးကိုကန်ဖွင့်ပြီးအကန်းတစ်ခုကိုဖွင့်နိုင်ခဲ့ပြီးနိုင်ရန်တွေကနေပြေးထသွားနိုင်တယ်။အင်ကင်ဘက်မှာမက်နဲ့အစ်ဇီရောက်လာပြီးအစာဟိုးကလုံခြုံရေးပိတ်ချထားတာကိုတွေ့ရှိရတယ်။မက်ဆန်ကိုဖုံးခေါ်ပေးမယ်အချီနီမန်းကြောင့်စစ်ဆေးဖို့ကားထဲကနေထသွားတယ်။အစ်ဇီဟာအနီးမှာတခုခုမြင်လို့တယောက်လဲပြေးထွက်သွားတယ်။မက်ကလိုက်သွားပြီးတစ်ပင်ထဲမှာအလင်းရောင်ကိုလက်ညှိုးထောင်ပြနေတဲ့အစ်ဇီကိုတွေ့လိုက်ရတယ်ဆမ်ကအစင်ချန်ကိုပြန်ရောက်ပြီးလှေကားကိုတက်နေတော့တရဝတကောင်ကသူမရဲ့ခြေထောက်ကိုဖမ်းဆွဲပြီးလဲကျစေတယ်။ရုံးကန်ပြီးတော့၎င်းရဲ့လက်ကိုကန်ထုတ်နိုင်ပြီးဆက်လက်ရွေရသွားတယ်။ဆမ်ဟာနေရန်ဒီကြားကအခြားနေရာတစ်ခုစီကိုတိုးဝင်သွားပြီးသူမရဲ့တန်းရာတွေကတောက်ပစွာလင်းနေလေ။နောက်ဆုံးမှလေကားတစ်ခုကိုတွေ့ပြီးတက်ကတစ်တော်တကအပေါ်တစ်ခုကနေထွက်လာခဲ့တယ်။တစ်ပင်တွေကြားမှာပြေးနေစဉ်သူမရဲ့တန်းရာတွေပိုမိုတောက်ပစွာလင်းပြီးတရဝတွေရဲ့အထံကိုဆက်ကြားနေရပေမဲ့သူမကိုရှာနေတဲ့သူမမိသားစုရဲ့အထံကိုတော့မကြားရဘူး။အိမ်အနီးကလမ်းပေါ်မှာဝီလီယမ်ကလက်နှကွမ်းအဖွေနဲ့အတူရောက်လာတယ်။သူကသူတို့ဟာအလွန်ညံရည်ထိတ်မဲ့တဲ့တစ်ခုခုကိုရင်ဆိုင်နေကြောင်းတတိပေးပြီးနောက်လူတွေကိုဆေးလွတ်လိုက်တယ်။စစ်သားတွေကအိမ်ရဲ့ကြံတဲ့နေရာတွေကိုရှာဖွေနေချိန်မှာဝီလီယမ်ဟာဘန်ကားစီကိုသွားပြီးရှုပ်ထွေးနေတာကိုတွေ့လိုက်ရတယ်။တစ်တော်ထဲမှာစင်မီပင်ပေါ်လဲကျပြီးတရဝါတွေပူနီးလာတာကိုကြားတော့အတနာခံလိုက်တယ်။ရုတ်တရက်တရဝါတကောင်ကသူမရဲ့မေးစီကိုမှပြီးကျင်နာတဲ့မျက်လုံးတွေနဲ့ကြည့်ကသူမဘာသာစကားနဲ့နားလဲလာလို့မေးလိုက်တယ်။စင်ကစကားလုံးတိုင်းကိုနားလဲသွားလို့ကိုအံ့အားသင်သွားတယ်။ပထမတရဝါကသူတို့သူမကိုလွင်မေးခဲ့ကြောင်းပြောလိုက်တဲ့အခါနောက်ထပ်တရဝါတွေပေါ်လာတယ်။သူမကသူတို့ဘသူတွေလဲလို့မေးတဲ့အခါတရဝါဟာသူတို့ဟာသူမရဲ့မိသားစုဖြစ်ကြောင်းပြောလိုက်တယ်
ဆမ်ရှုပ်ထွေးနေစေဖြစ်လို့တရဝါကသူမရဲ့နှဖုံးပေါ်နှဖုံးတင်ပြီးမှတ်မိဖို့တောင်းဆိုလိုက်တယ်ဆမ်ရဲ့စိတ်ထဲမှာအစောပိုင်းကမြင်ကွင်းပြီးပိုရှင်းသွားတယ်သူမဟာဂျိုသားတစ်ယောက်ဖြစ်ပြီးသူမမိသားစုဟာလွန်နေတဲ့နှစ်ပေါင်းများစွာကကဘာပေါ်မှာပြတ်ကျခဲ့တာဖြစ်ကြောင်းပေါ်လာတယ်ဝီလီယံဦးဆောင်တဲ့စစ်သားအဖွဲ့ကသူတို့ကိုဖမ်းဖို့စ조사ခဲ့တာကြောင့်ဂျိုသားတွေဟာအတက်နိုင်ဆုံးအမြန်ဆုံးထွက်ပြေးခဲ့ကြတယ်ရှုပ်ထွေးမှုတွေကြားမှာဆမ်ဟာတခြားသူတွေနဲ့မတော်တဆကွဲသွားခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ကိုအသွင်ဖြောက်တာကရိယာတစ်ခုကိုအသုံးပြုခဲ့တယ်ဝီလီယံသူမကိုတွေ့ခင်သူမဟာကလေးငယ်တကောက်လိုပွန်ပေါ်ပြီးအဲ့ဒီနေ့ပဲသူမကိုမွေးစားခဲ့တယ်သူမရဲ့ဂျိုသားမိသားစုဟာနှစ်အနည်းငယ်ကြာရင်အသွင်ဖြောက်တာပြတ်သွားမယ်ဆိုတာသိတာကြောင့်သူမကိုရှာဖွေဖို့မရခဲ့ဘူးသူမရဲ့အာကာသရင်ငယ်ကိုဖောက်ခဲ့သူတွေဟာသူတို့တွေပဲဖြစ်ခဲ့တယ်အဆုံးသတ်ရွေးချယ်မှုနဲ့လွတ်မြောက်ရေးပစ္စုပန်မှာမတ်နအေဇီတို့ဟာဂျိုသားတွေဝန်းရံနေတဲ့ဆမ်ကိုတွေ့လိုက်တယ်အေဇီဟာသူမအမေရဲ့တောက်ပနေတဲ့ကိုရနာကိုကြောင့်လက်နေပေမဲ့ဆမ်ကဘသူမှသူမကိုမနာကျင်စေရဘူးလို့အာမခံတယ်ဝီလီယံကဝန်ရောက်ပြီးသူမဘာလဲဆိုတာကိုအတူအမဲတန်းတီးခဲ့ကြောင်းအတီးပြုတ်လိုက်တယ်သူကသူမကိုအာကာသရင်ကြီးဖြစ်အောင်တမဏီလုံညာခဲ့တာမိယာကောင်းတယောက်လိုအဲ့ဒီမစ်ရှင်ကိုဆေးလွတ်ခဲ့တာအခုတော့ဂျိုသားဒီကိုအစိုးရပိုင်ပစ္စည်းအဖြစ်ဖမ်းခြင်းလို့အဖွဲ့ကိုခေါ်လိုက်တယ်ဝီလီယံကဂျိုသားဒီကိုလက်နက်ချကိုဆမ်ကိုတောင်းဆိုပေမဲ့ဆမ်ကငင်းဆန်သွားတယ်သူလက်နက်ထုတ်တဲ့အခါမတ်ကသူ့ကိုမြေပြေပေါ်လဲချပြီးလက်သက်နဲ့အကျဉ်းတချို့ထိုးလိုက်တယ်။တစ်ချိန်ထဲမှာပဲဆင်မြရဲ့အသွင်ဖြောက်သားကနောက်ဆုံးပြီးသွားပြီးသူမရဲ့ဂျိုသားပုံစံအစစ်ကိုထုတ်ဖော်လိုက်တယ်။စစ်သားနဲ့နီးကပ်နေအောင်မတ်ကသူမရဲ့ဘေးရန်ခွေတော်ထွက်သွားဖို့ပြောတယ်။အေဇီကလက်ဖြော်လိုက်ရင်ဆမ်ကသူမရဲ့သဲချင်နဲ့ထိတွေ့ပြီးသူမမိသားစုနဲ့အတူပြီးထွက်သွားတယ်။စစ်သားတွေရောက်တဲ့ချိန်မှာဂျိုသားတွေဟာအလွန်တောက်ပတဲ့အာကာသဇင်စီးတစ်ခုနဲ့ကဘာကနေထွက်ခွာခဲ့ပြီးကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားကြဖို့မမေ့ကြနဲ့နော်။